ဂိမ်းရောက်တော်တွေမှာကြမ်းရမ်းဆုံးဇက်ရုပ်နဲ့စတင်ခဲ့ပြီးနောက်ဆုံးမှာပြည်သက်တီအချစ်ရဆုံးဖြစ်သွားခဲ့တဲ့ဇက်ကောင်တယောက်စန်ဒေါ်ကလီဂိမ်းတဟောင်းဒီနေ့တော့ကျွန်တော်တို့အားလုံးကြောက်ရွံ့ကြတဲ့မျက်နှာတစ်ချမ်းလုံးမီးလောင်တန်ရာကြီးနဲ့ကြမ်းတမ်းခတ်ထန်ပြီးရက်ဆက်တယ်လို့ထင်ရတဲ့ဒီလူကြီးရဲ့ရင်ဘတ်ထဲမှာဘလို့စိတ်တန်ရာတွေဘလို့လူသားဆန်မှုတွေပုံကွေနေလဲဆိုတာကိုပြန်လည်ခံစားကြည့်ကြပါမယ်စန်ဒေါ်ကဘယ်တော့မှဘယင်ကိုတစ္ဆခံသူရဲကောင်းပွဲမယူခဲ့ပါဘူးဒါပေမဲ့ကင်းဂျော့ဖရီရဲ့တက်တော်ဆောင်ခွေးတစ်ကောင်လိုခိုင်းဘက်ဖြစ်နေခဲ့တယ်လူတွေရဲ့သူ့ကိုရက်ဆက်တဲ့ခွေးတစ်ကောင်လိုမြင်ကြပေမဲ့တကယ်တော့စန်ဒေါ်မှာသူ့စီးနဲ့သူရှိပါတယ်ဒါကိုလော်ရစ်တိုင်ရဲ့နဲ့စီးချင်းထိုးချိန်မှာရန်ကားနေတဲ့သူ့အကိုကိုဝင်ရောက်တိုက်ခိုက်ပေးခဲ့တာကိုကြည့်ရင်သိနိုင်ပါတယ်သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကတော့ Westrock မှာထိတ်တန်းပါပဲအရက်မောင်းထွားချိုင်းမှုခွန်အားဓာရီကျွမ်းကျင်မှုတွေကြောင့်သူ့ကိုဘယ်သူမှမရှင်ရကြပါဘူးစန်ဒေါ်ရဲ့မျက်နှာကမီးလောင်တန်ရာကြီးရဲ့စစ်ပွဲထဲမှာရခဲ့တာမဟုတ်ပါဘူးသူ့အကိုအရင်ဖြစ်သူ Gregor Clegane The Mountain ကြောင့်ရခဲ့တာဒီလိုရက်ဆက်တဲ့အကိုဖြစ်သူကသူ့ရဲကောင်းပွဲရသွားတဲ့အခါမှာတော့ဇဟောင်းရဲ့စိတ်ထဲမှာသူ့ရဲကောင်းဆိုတာမြင့်မြတ်တဲ့အရာမဟုတ်ဘူးရက်ဆက်တဲ့သူတွေကိုတက်ဆင်ပေးတာတဲ့မာယာမျက်နှာဖုံးတစ်ခုပဲဆိုတဲ့အယူဆစတင်ကတ်သွားခဲ့ပါတော့တယ်ဒါပေမဲ့အဲ့ဒီကြမ်းတမ်းတဲ့အခွန်မာကောင်ကြီးရဲ့အောက်မှာထူးဆန်းတဲ့သစ္စာရှိမှုနဲ့ကျင်နာမှုတစ်ခုရှိနေခဲ့ပါတယ်အဲ့ဒါကို Joffrey ရဲ့နှိပ်စက်မှုကိုခံနေရတဲ့ Sansa Stark နဲ့တွေ့တဲ့အချိန်မှာမြင်ခဲ့ရပါတယ် Joffrey က Sansa ကိုရိုက်နှက်ခိုင်းတဲ့အခါတိုင်း The Mountain က Sansa ကိုကာကွယ်ပေးခဲ့ပါတယ်မတိမတာကူညီပေးခဲ့ပါတယ်သူ့ပါဇက်ကဆဲဆူနေပြီမဲ့ Sansa အပေါ်မှာဘယ်တော့မှရရဆက်ဆက်မလုပ်ခဲ့ပါဘူးတဟောင်းရဲ့ဘဝမှာအကြီးမားဆုံးပြောင်းလဲစတင်ခဲ့တာကတော့ Battle of Blackwater ပါပဲ Stannis Baratheon ရဲ့တပ်တွေဝင်တိုက်တဲ့အခါတဟောင်းဟာစစ်မြေပြင်မှာရဲရဲဝံ့ဝံ့တိုက်ခိုက်ခဲ့ပါတယ်ဒါပေမဲ့ Wi-Fi အမီးတွေပောက်ကွဲပြီးစစ်မြေပြင်တစ်ခုလုံးမီးပင်လေဖြစ်သွားတဲ့အချိန်မှာတော့သူ့ရဲ့ငယ်ဘဝစိတ်ဒဏ်ရာပြန်နိုးထလာခဲ့ပါတယ်မီးရောက်တွေကိုမြင်လိုက်ရတာနဲ့တဟောင်းတယောက်တိုင်ပတ်သွားပါတယ်ကြောက်ရွံ့မှုကသူ့ကိုလွှမ်းမိုးသွားပြီးနောက်ကိုပြန်ဆုတ်လာခဲ့တယ်တီရီယိုနဲ့ဘရင် Joffrey ကထပ်တိုက်ဖို့အမိန့်ပေးခဲ့ပေမဲ့တဟောင်းကတော့အားလုံးပွဲကြခဲ့ရတဲ့ The CD The King လို့ပြက်ပြက်သားသားစိန်ခေါ်ပြီးစစ်မြေပြင်ကနေထွက်ခွာသွားခဲ့ပါတယ်သူ King's Landing ကနေမထွက်ခင်ဆန်ဆာရဲ့အခန်းကိုသွားခဲ့ပြီးဆန်ဆာကိုပါခေါ်ထုတ်ဖို့ကြိုးစားခဲ့ပါသေးတယ်ဒါဟာသူ့ရဲ့ခွေးတစ်ကောင်လိုခိုင်းပွဲဘဝကိုစွန့်လွတ်ပြီးကိုပိုင်လမ်းကြောင်းကိုစတင်ရွေးချယ်လိုက်တဲ့အချိန်ပဲဖြစ်ပါတယ်စစ်မြေပြင်ကနေထွက်ပြေးလာပြီးနောက်ပိုင်းတဟောင်းရဲ့ဘဝမှာအရေးပါဆုံးအပိုင်းကိုရောက်လာခဲ့ပါတယ်အဲ့ဒါကတော့ Arya Stark နဲ့တွေ့ဆုံခြင်းပါပဲ Brotherhood လို့ခေါ်တဲ့အဖွဲ့ဟာစစ်ပွဲကြောင့်ဒုက္ခရောက်နေရတဲ့ပြည်သူတွေကိုကာကွယ်ပေးနေတဲ့အဖွဲ့ဖြစ်ပြီးစန်ဒေါကိုတွေ့တဲ့အခါသူ့ရဲ့အတိတ်ကရက်စက်မှုတွေနဲ့ Lannister တွေဘက်ကတိုက်ခိုက်ခဲ့တာတွေအတွက်ဖမ်းဆီးခံခဲ့ရပါတယ်တဟောင်းကိုဖမ်းခေါ်လာတဲ့အခါအာယာကသူ့တငယ်ချင်းတူးချောင်းသားလေးကိုတတ်ခဲ့တဲ့အမှုအတွက်ဆွတ်ဆွဲခဲ့ပါတယ်ဒီဆွတ်ဆွဲချက်အတွက်တဟောင်းကအဖွဲ့ခေါင်းဆောင် Barrett Dondarrion နဲ့ဓာချင်းရှင်ပြိုင်တိုက်ခိုက်ခဲ့ရပါတယ် Barrett ရဲ့ဓာကမီးတောက်နေတာကြောင့်မီးကိုကြောက်တဲ့တဟောင်းအတွက်အရန်ခက်ခဲခဲ့ပြီးမြဲနောက်ဆုံးမှာတဟောင်းက Barrett ကိုအနိုင်ရပြီး Brotherhood လက်ထဲကနေလွတ်မြောက်သွားခဲ့ပါတယ်အဲ့နောက်ထွက်ပြေးလာတဲ့အာယာကိုပါဒဇာကန်အဖြစ်ဖမ်းဆီးပြီးသူ့အမေနဲ့အကိုစီမှာရောင်းစားဖို့ငွေထုတ်ယူဖို့ကြံရွယ်ခဲ့တာပါအာယာကလည်းသူ့တငယ်ချင်းကိုတတ်ခဲ့တဲ့တဟောင်းကိုသူ့ရဲ့သေစင်းထဲမှာထည့်ပြီးအမြဲတမ်းတက်ချင်နေခဲ့တာပါဒါပေမဲ့ခီးလမ်းမှာသူတို့နှစ်ယောက်ကြားထူးဆန်းတဲ့ဆက်ဆံရေးတစ်ခုဖြစ်လာခဲ့ပါတယ်တဟောင်းကအာယာကိုဓာခုံနီးနဲ့လောကကြီးရဲ့ရက်စက်မှုကိုတင်ပေးခဲ့တယ်အာယာရဲ့ရဲရင်မှုနဲ့မစုံမနစ်တဲ့စိတ်ဓာတ်ကလည်းတဟောင်းရဲ့ရင်ထဲကလူသားဆန်မှုကိုပြန်လဲနိုးထစေခဲ့ပါတယ်အာယာကိုမင်းအကိုကမင်းကိုဓာပေးခဲ့တယ်ငါအကိုကတော့ငါ့ကိုဓာပဲပေးခဲ့တယ်ဆိုပြီးသူ့ရဲ့မျက်နှာကြီးတန်လာတဲ့ဒဏ်ရာကိုပြပြီးကလေးဘွားစိတ်ဒဏ်ရာတွေကိုပြောပြခဲ့ပါတယ်တဟောင်းကလေးဘွားမှာတော့အကိုဖြစ်သူရဲ့ကစားစရာအယုတ်လေးတစ်ခုကိုယူဆော့မိခဲ့တယ်အကိုဖြစ်သူ Gregor Clegane ကကလေးဘွားပဲရှိသေးတယ်တဟောင်းရဲ့မျက်နှာကိုမီးရဲရဲတောက်နေတဲ့မီးသွေးခဲပေါ်မှာဆွဲနှစ်ပြီးနှိပ်စက်ခဲ့ပါတယ်အဖေဖြစ်သူကလည်းအမှန်တရားကိုဖုံးကွယ်ပြီးအဲ့ရခင်မီးလောင်တာလိုပဲလိန်ပြောခဲ့ပါတယ်အဲ့ဒီနေ့ရစပြီးဇဟောင်းအတွက်သူ့မျက်နှာပေါ်ကပျောက်မသွားတော့မဲ့ရုပ်ပိုင်းဆိုင်ရာဒဏ်ရာနဲ့မီးကိုလွန်လွန်ကဲကဲကြောက်ရွံ့တက်သွားတဲ့စိတ်ဒဏ်ရာနှစ်ခုကြံရစ်ခဲ့ပါတယ်သူနဲ့အာယာနဲ့ဟာတယောက်ကိုတယောက်ဆဲဆူညင်းခုန်နေကြပေမဲ့တကယ်တော့သားအဖလိုအကိုနဲ့ညီမလိုတန်ရောစင်တွေဖြစ်သွားခဲ့ကြပါတယ်ဒီလိုနဲ့ Brienne တော့တက်ရောက်လာပြီးအာယာကိုလာခေါ်တဲ့အချိန်မှာတော့ခေါင်းမာတဲ့တဟောင်းနဲ့ Lady Brienne တို့အသေးကြီးတိုက်ခိုက်ကြပါတော့တယ်တိုက်ပွဲမှာတဟောင်းကဒဏ်ရာပြင်းထန်စွာရပြီးတေလူမျောပါဖြစ်သွားတဲ့အခါမှာအာယာကိုသူ့ကိုတက်ပေးဖို့အတွက်တောင်းဆိုခဲ့ပါတယ်အာယာကသူ့ကိုတက်မပေးပဲဒီတိုင်းထားခဲ့ပြီးလူချင်းကလီကင်းကိုဝမ်းနေစေခဲ့ပါတယ်တေတော့မယ်လို့အားလုံးထင်ထားတဲ့တဟောင်းဟာမတေခဲ့ပါဘူး Brother Ray ဆိုတဲ့လူကြီးတယောက်သူ့ကိုတွေ့ပြီးကယ်တင်ပေးခဲ့ပါတယ်အဲ့ဒီနောက်သူကကြီးတော့ရလေးတစ်ခုမှာ Brother Ray တို့နဲ့အတူ Terry South ထင်းတွေခုတ်ရင်အေးချမ်းသာနေထိုင်ခဲ့ပါတယ်ဒီနေရာမှာပဲတဟောင်းဟာသူ့ရဲ့အတိတ်ကစစ်သွေးကြွမှုတွေကိုနောင်နှရပြီးလူကောင်းတယောက်ဖြစ်စတင်ပြောင်းလဲဖို့ကြိုးစားခဲ့ပါတယ် Brother Ray ကသူ့ကိုသင်ပေးခဲ့တာမင်းမအတိတ်ကအပြစ်တွေရှိကောင်းရှိမယ်ဒါပေမဲ့မင်းဘဝသစ်ကိုစလို့ရသေးတယ်ဆိုတဲ့အမှန်တရားပါတဟောင်းရဲ့မျက်နှာပေါ်မှာပထမအဆုံးအချိန်စိတ်အေးချမ်းမှုမြင်တွေ့ခဲ့ရတဲ့အချိန်လေးပါပဲဒါပေမဲ့ကံကြမ္မာသူ့ကိုအေးအေးဆေးဆေးမနေစေခဲ့ပါဘူးရွာလေးကိုဓမြတွေကလာရောက်ဖျက်ဆီးပြီး Brother Ray ကိုတက်ဖြတ်သွားတဲ့အခါမှာတဟောင်းကတရားမျှတမှုကိုရှာဖွေဖို့ပစိန်တလက်ကင်ပြီးတော့ထွက်လာခဲ့ပါတော့တယ်အဲ့ချိန် Brotherhood ဖွဲ့ရတဲ့လူရဲ့သူတွေကိုတရားစီရင်မှုလုပ်နေတာဖြစ်ပေမဲ့သူ့လက်နဲ့တရားစီရင်ခြင်းနဲ့တဟောင်းကအကျဉ်းသားတွေကိုအတင်းတောင်းပါတယ်တဟောင်းနဲ့လည်းထပ်ပြီးရံမဖြစ်ရတာကြောင့်သူတို့ဖမ်းထားတဲ့တဲက2ယောက်ကိုပေးလိုက်ရပါတယ်တဟောင်းကလူရဲ့သူ2ယောက်ကိုကိုယ်တိုင်တရားစီရင်လိုက်ပြီးတက်တောင်မပြောက်သေးတဲ့ရာဇဝတ်သားစီကဖက်နှက်ကိုဆွဲချွတ်ပြီးယူလိုက်ပါတယ်နောက်တော့ဦးတီချက်မဲ
နေတဲ့တဟောင်းဟာ Brotherhood အဖွဲ့တွေကိုဝင်ရောက်ပြီးမြောက်ဘက်နေရန်ကြီးစီခရီးထွက်လာခဲ့ပါတော့တယ်။ Night King နဲ့လူတွေစစ်တပ်တွေချီတက်လာချိန်မှာတော့အားလုံးဟာအမုန်းတွေအာဃာတတွေဘေးချိတ်ပြီး Winterfell မှာပြန်လည်ဆုံစည်းခဲ့ကြပါတယ်။လူတွေနဲ့လူရှင်တွေကြားမဟာစစ်ပွဲကြီး Battle of Winterfell မှာတဟောင်းတယောက်လည်းအားလုံးနဲ့အတူတူလူရှင်တွေဘက်ကတိုက်ခိုက်ခဲ့ပါတယ်။ Night King ကိုအနိုင်ရပြီးနောက်မှာတော့တဟောင်းဟာအာယာနဲ့အတူ King's Landing ကိုစစ်ရင်ရှင်းဖို့ထွက်လာခဲ့ပါတော့တယ်။ဒါကတော့သူ့ရဲ့မကောင်းဆိုးဝါးအကိုဖြစ်တဲ့ Gregor Clegane နဲ့ပါပဲ။ King's Landing ရဲ့ပြိုကျနေတဲ့ရေတိုက်ကြီးနဲ့မိတောက်တွေကြားထဲမှာပဲ Clegane ညီကိုနှစ်ယောက်ဟာတိုက်ခိုက်ရင်ဘဝကိုဆက်သိမ်းသွားကြပါတယ်။ Sandor Clegane တဟောင်းရဲ့ဇက်လန်ဟာကျန်းတန်းနဲ့ဆဲဆိုတဲ့လက်ဆက်မှုတွေနဲ့စတင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့အမှောင်ထုတွေကလူကောင်းတယောက်ရဲ့ရုန်းကန်မှုကိုပြသသွားခဲ့ပါတယ်။သူဟာစစ်မှန်တဲ့နာကျင်မှုကိုတီးခဲ့တဲ့အတွက်နာကျင်နေသူတွေကိုမတိမတာကာကွယ်ပေးခဲ့ပါတယ်။မိတောက်တွေကိုကြောက်ရွံ့ခဲ့ပေမဲ့နောက်ဆုံးမှာတော့သူ့ရဲ့အတိတ်တန်ရာတွေကိုမိတောက်တွေနဲ့ပဲအဆုံးသတ်ခဲ့ပါတယ်။ခွေးတစ်ကောင်လိုခေါ်ဝေါ်ခံခဲ့ရပေမဲ့ Westeros တစ်ခွင်မှာစစ်မှန်တဲ့သူရဲကောင်းတွေထပ်ပိုပြီးတစ္ဆာရှိခဲ့တဲ့ Sandor Clegane တဟောင်းသူ့ရဲ့နာကျင်စရာကောင်းပြီးမြင့်မြတ်လာတဲ့ဒီဇက်လန်လေးကတော့ဒီလောက်ပါပဲ။သုံးပြီးနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။